Hello brother လို့ Diamond 900လေးနဲ့ KOS skin ကြီးတို့ဘယ်လိုဂုဏ်စေးရမလဲဆိုတာကျွန်တော်ပြောပြပေးမယ်ဗျာ။ကဲမပြောပြခင်လေးဗျာ။ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးကြပါအောင်။ကဲစားလိုက်ရအောင် brother တို့။ကဲအရင်ဆုံး February 2လပိုင်း8ရက်နေ့ကနေ3လပိုင်း9ရက်နေ့ကအထိ login ဝင်3ကတ်ရမယ်ဗျာ။ကဲ Phase 1 Phase 2မှာဆိုရင်တော့2လပိုင်း6ရက်နေ့မှာနေ Phase 2 250 Diamond ဖြည့်ရုံနဲ့16ကတ်ကို free ရမှာဗျာ။ကဲဒီလိုပဲ2လပိုင်း73ရက်နေ့ကနေ Diamond 250ကိုထပ်ပြီးလိုက်မယ်ဆိုရင်တော့ total 16ကတ်ထပ်ရမှာဗျာဟို3ကတ်ကိုပေါင်းရင် total 35ကတ်ရတယ်ဗျာဒီလိုပဲနောက်ထပ် mission တွေထပ်လုပ်မဲ့ဇယားလေးပါလိုက်ရင်နောက်ထပ်တစ်ကတ် free ထပ်ရမယ်ဆိုရင်တော့35ကတ်ကနေ36ကတ်ထိဖြစ်သွားမှာပါနောက်ထပ်ကျန်တဲ့၄កောက်ကိုနေ့စဉ်1 draw နဲ့ short ဈေးနေနဲ့112လုံးနဲ့တစ်ခါပြီးတစ်ခါလှည့်ပေးရမှာပါတနေ့ကိုတစ်ကြိမ်လောက်လှည့်ပေးပါbrother တို့တန်းတော့အရင်လှည့်မယ်ဆိုရင်တော့ EPS skin ဒါမှမဟုတ်ရင် Krina KOS ပေးမှာပဲဖြစ်ပါတယ် Krina KOS ရှိပြီးသားလူတွေတော့ EPS skin ဒါမှမဟုတ် Lucky Box skin ပေါက်ရင်တော့ပေါက်မှာပေါ့ဗျာအခု revamp ထားတဲ့ Lucky Box အနေနဲ့ Blue Knot Lucky Box နဲ့ Irreal Lucky Box ပဲဖြစ်ပါတယ်သူရဲ့ scale effect တွေဘာညာတွေကွိကွာတွေပြောင်းလဲထားပါရဲ့ဗျာဒီ skin ကိုရှိတဲ့ brother တွေတွားပြီးစမ်းကြည့်လိုက်ပါနောက်ပြီး comment မှာလာပြီးပြောပြနိုင်ပါတယ်ခဏနေအောင် KOS event မှာ brother တို့ဘယ်ကောင်ပိုကြိုက်လဲမေးစရာမလိုပါဘူးဗျာ brother တို့ကချောင်းပလီယာရမလားကျွန်တော်သိတယ်ချောင်းမပေါက်ရင်တော့မှဂူရှင်လေးပေါက်ရင်တော့မစိုးဘူးဗျာနော်ကဲစုတ်ထိကြည့်ပြီးတဲ့သူတယောက်ချင်းနိုင်ုံလေးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းအခုမှ YouTube ပေါ်စတက်လာတဲ့သောသားလေးတယောက်ပါကဲဒါပါပဲဗျာအားလုံးပဲတက်တာပါ